ပြီးတော့ကြီးနေရမလားကျွန်တော်လူတွေတိတ်တာကိုကျွန်တော်မလုပ်ရဒါမဖြစ်နိုင်ကျွန်တော်လို့ရှာရှိတာလို့ဆိုတော့နိုင်ငံတကာဟာလည်းကျွန်တော်ကဖြတ်လေးဖြတ်ကိုလှုပ်ပါလို့တိုက်တွန်းနေတယ်အခုကအဲ့ဒီဖြတ်လေးဖြတ်ကပါလဲဆိုနံပါတ်1စစ်ကောင်စီတွေလက်ထက်မှာနေတိုင်ညာတိုင်ရောက်နေတဲ့ပိုက်ဆံပေါ့နော်ဝင်ငွေကိုဖြတ်အောင်နိုင်ငံတကာကနေပြီးတော့စစ်ကောင်စီလက်ထက်မှာဝင်ငွေပေးနေတဲ့ဖြတ်ရမယ်နံပါတ်1ဒါနိုင်ငံတကာလုပ်နိုင်တဲ့ဥစ္စာနံပါတ်2စစ်ကောင်စီထက်မှာရောက်နေတဲ့ဘိုးကျဲလေကြီးလောက်စာစီတွေနော်ဘိုးကျဲလေကြီးလောက်စာစီတွေစစ်ကောင်စီလက်ထက်မှာရောက်နေတဲ့လက်နက်တွေအမြောက်တွေလူကိုအစုလိုက်အပြိုလိုက်တေးစင်နေတဲ့လက်နက်တွေကိုဖြတ်ရမယ်ဘယ်နိုင်ငံမှာမှစစ်ကောင်စီကိုလက်နက်မပေးနဲ့တော့တော်ပြီနံပါတ်3စစ်ကောင်စီကိုအတိမပြုတ်ချစ်ကိုလောက်ရမလုံးနဲ့နိုင်ငံတကာအနေနဲ့အာဆီယံအနေနဲ့လည်းစစ်ကောင်စီကိုအတိမပြုတ်နဲ့ဒါအစားကျော်တို့ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့ NUG ကိုချင်းအတိမပြုတ်ပါ NUG ကိုအတိမပြုတ်ချစ်တယ်မြန်မာနိုင်ငံရဲ့အကြအတဲကိုဖြည့်ဆည်းရနီလာအကြီးမားဆုံးတစ်ခုဖြစ်နေဆိုတာကိုကျွန်တော်ပြောနေတယ်နံပါတ်4အချက်ကတော့စစ်ကောင်စီကိုအကူအညီဖြစ်စေနိုင်မဲ့အရာဟုတမျှကိုဖြတ်ပါစစ်ကောင်စီကိုစစ်ကောင်စီကအကျိုးပေးနိုင်တဲ့ဥစ္စာပေါ့ဥပမာလူတချိစာနာထောက်ထိုင်းဖြစ်မယ်ဆိုရင်လည်းစစ်ကောင်စီမှတစိမလုပ်ပါနဲ့စစ်ကောင်စီကအဲ့ဒီပတ်စပ်ကိုခိုးအောင်မှာအောက်စီဂျီတောင်မှလူထုစီကိုခိုးတယ်ဆိုတဲ့လူကဘလုံးနဲ့မှဒီလူတချိစာနာထောက်ထိုင်းနိုင်ငံတကာကကျွန်တော်ပြောလို့ပေးတာเนาะဒါလဲကျွန်တော်ပြောလို့ပေးတာဒါနားလည်ဖို့လို့ပဲကျွန်တော်ကလည်းနိုင်ငံတကာနဲ့ချိတ်ဆက်နေတဲ့ဒါအများကြီးကျွန်တော်နိုင်ငံတကာကူညီချင်တယ်ဒါပေမဲ့ဒီအကူအညီဒီအလုပ်ကိုစစ်ကောင်စီလက်ထက်ကိုမရောက်စေရဘူးသူတို့မှတစိမဖြစ်ရဘူးဒါကနံပါတ်4ချက်ပေါ့နော်ဒါကိုလို့ဖြတ်ရမယ်စစ်ကောင်စီလက်ထက်ကိုရောက်မဲ့အကူဟိုတမျှကိုကျွန်တော်ဖြတ်ရမယ်ဆိုတော့အဲ့ဒီဖြတ်လေးဖြတ်ကိုလည်းကျွန်တော်နိုင်ငံတကာကိုပြောနေတယ်ဟုတ်ပြီနိုင်ငံတကာကနေပြီးတော့အဲ့ဒီဖြတ်လေးဖြတ်ကိုလည်းလုပ်မယ်ဆိုရင်ဒီဘက်ကနိုင်ငံရေးလို့ပြောတဲ့အခါမှာဒါစစ်ကောင်စီအတွက်သူတို့မှဝင်ဝင်မရှိဘူးဆိုရင်သူတို့စစ်သားတွေတောင်မှသူတို့ပိုက်ဆံပေးလို့ရမှာမဟုတ်ဘူးလာစာပေးလို့လည်းရမှာမဟုတ်ဆိုတော့သူတို့ကဒါတွေအားလုံးနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာကလုပ်ရမယ့်အပိုက်ရှိတယ်ကျိုးတို့လည်းလုပ်ရမယ့်အပိုက်ရှိတယ်အောက်ခြေမှာဒါတွေအားလုံးကိုပူပေါင်းလိုက်ခြင်းအဖြစ်အာနာသိချင်းကာလကိုစီလာကမြန်လုံးအားကြည့်ပြီးနောက်ထစီလာကိုမတွားချင်တော့တကယ်ဒါဆိုနောက်ထစီလာကိုဒီလိုမဖြစ်အောင်ကျွန်တော်ကဒါနီးကိုရှိတယ်ဆိုတာကိုနိုင်ငံတကာကိုပြောနေတယ်ဆိုတော့တစ်ဖက်ကပြောမယ်စစ်ကောင်စီကဒါတွေအတူဒီ COVID-19 ကကိုစိတ်ကိုလည်းတို့ဘာမှမလုပ်နိုင်ဘူးလူသားချင်းစာနာထောက်ထိုက်ကိုလည်းဘာမှမလုပ်နိုင်ဘူးနိုင်ငံရေးမှာလည်းဘာမှတို့မလုပ်နိုင်ဘူးဆိုတော့ဒါတို့ဘာလုပ်နိုင်တယ်လဲမြန်မာပြည်သူလူထုကိုနေတိုင်းညတိုင်းတပ်ပြီးတော့ဖြတ်ပြီးတော့ရဲစက်ချကျူးချစ်ကိုနေတိုင်းညတိုင်းမြန်မာပြည်သူလူထုပေါ်မှာလုံးနေတာကလွှဲလို့မိအောင်လိုက်ကဘာလုပ်နိုင်တယ်လဲစစ်ကောင်စီကဘာလုပ်နိုင်တယ်လဲမရှိတော့ဘူးတို့အာဏာလွှဲဖို့တခုပဲလုပ်နိုင်တယ်လုံးနိုင်တဲ့လူတွေစီကိုအာဏာချက်ချင်းလွှဲပါပြည်သူလူထုစီကိုအာဏာချက်ချင်းလွှဲပါဒီနေ့မိအောင်လိုက်ကအာဏာကျွန်တော်စီကိုလွှဲတယ်ဆိုဒီနေ့ဒီပြဿနာကိုကျွန်တော်ဖြေရှင်းလို့ရတယ်ဒီနိုင်ငံအကြအတက်ပြဿနာအခုလို့ကိုဖြေရှင်းလို့ရတယ် COVID-19 အကြအတက်ပြဿနာကိုလည်းကျွန်တော်ဖြေရှင်းလို့ရတယ်လူသားချင်းစာနာထောက်ထိုက်အကြအတက်ပြဿနာကိုလည်းဖြေရှင်းလို့ရတယ်နိုင်ငံရေးပြဿနာကိုလည်းနိုင်ငံရေးလမ်းကြောင်းမှာဖြေရှင်းလို့ရတယ်ဆိုရင်မိအောင်လှိုင်နဲ့စစ်ကောင်စီကသူတို့ကဒီနေ့ကျွန်တော်ကိုအာဏာလွှတ်တယ်ဆိုရင်ပြည်သူတို့ကိုအာဏာလွှတ်တယ်ဆိုရင်ဒီပြဿနာကဒီနေ့ကျွန်တော်ဖြေရှင်းလို့ရတဲ့ပြဿနာမျိုးကြီးဖြစ်တယ်ဆိုတော့ကျွန်တော်ဒါကိုလည်းနိုင်ငံတကာကိုပြောနေတာဖြစ်တယ်ဒါကနိုင်ငံတကာကလည်းသူတို့မိအောင်လှိုင်ကိုဒီလိုမလုံးမချင်းနိုင်ငံတကာကိုလည်းအဲ့ဒီဖြတ်လေးဖြတ်ပေါ်အချိန်ခါပြီးတော့သူတို့အပေါ်မှာလုံးဝဝင်ငွေမရှိတဲ့အထိကျွန်တော်လှုပ်ဆောင်သွားမှာဖြစ်တယ်သူတို့တာမကဘူးเนาะသူတို့ကိုကူညီပပူပေးနေတဲ့မြန်မာနိုင်ငံမှာခရိုနီဟူတမျှကိုလည်းကျွန်တော်လိုက်မှာဖြစ်တယ်သူတို့တာမကသူတို့မိသားစုတွေကိုလည်းကျွန်တော်အနေနဲ့ဒါခပေးစုမှုစီတဲ့မှာ blacklisted မဖြစ်မချင်းကျွန်တော်ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်ဆိုတော့ဒါဂျာလေသူတို့အတွက်လည်းမကောင်းလေပြည်သူလူထုအတွက်လည်းမကောင်းလေဖြစ်နေဆိုတော့သူတို့ကဘာတစ်ခုမှလည်းလုပ်လို့မရတော့ဘူးလူတက်နေတာကလွတ်လို့ဘာတစ်ခုမှ COVID-19 နဲ့ပတ်သက်ရည်လဲသူတို့ကဘာမှလုပ်လို့မရဘူးဒီစာနာရိတ်ခါနဲ့ပတ်သက်ဘာမှလုပ်လို့မရဘူးနိုင်ငံရေးနဲ့ပတ်သက်မှတည်သွားပြီမရှိတော့တကယ်ဒါဆိုရင်ဘတူးမှမြန်မာနိုင်ငံမှာစီအာနာစီကိုမချိုက်ဘူးဆိုတာကတော့လူထုတိုက်ကတက်ပြမြန်မာနိုင်ငံရဲ့နိုင်ငံရေးစနစ်ဒီ Federal Democracy စနစ်ဖြစ်ရမယ်ဆိုတာလူတိုက်လက်ခံပဲ
သူတို့သွားနေတဲ့လာကြောက်ကစီအာနာစီစနစ်ဖြစ်တယ်သူတို့သွားနေတဲ့လာကြောက်က Federal Democracy စနစ်ဖြစ်တယ်ဆိုတော့ဒါဟာတကယ်ဒါဆိုရင်နိုင်ငံရေးမှာဆိုသူတို့ကမရှိတော့တကယ်ဒါဆိုရင်အခုကတာရေးတမာကြီးပေါ့နော် diplomatic မှာဆိုရင်မရှိတော့ဘယ်နိုင်ငံမှာမှမိအောင်နိုင်ကိုလက်ခံတဲ့နိုင်ငံကျွန်တော်မသိဘူးနော်တာရေးတမာကြီးမှာသူတို့မရှိတော့အခုကသူတို့လက်ထက်မှာသူတို့ရုရှားတို့တရုတ်တို့ကဝယ်ထားတဲ့လက်နဲ့တာရှိနေလို့သူတို့ကအဲ့လိုရှိနေတာဖြစ်တယ်ဒါတွေမရှိတဲ့တနေ့ကျဘာမှသူတို့မှမရှိတော့ဆိုတော့ဒီလိုသူတို့အတွက်ကိုလည်းသူတို့ရဲ့နော်တားစီမျိုးဆက်တွေသူတို့ရဲ့ဟိုမိသားစုတွေအားလုံးအတွက်ကိုလည်းသူတို့ကတကယ်ပဲလူစိတ်ရှိတယ်ဆိုရင်တော့ချက်ချင်းအာနာကိုလွှတ်ပါဘာမှမလုပ်နိုင်တော့ဘူးဆိုအာနာကိုလွှတ်ပါထွက်သွားပါကျွန်တော်လုံနိုင်တဲ့လူတွေအများကြီးရှိတယ်ကျွန်တော်လုံနိုင်တယ်ဒါအားလုံးကိုလည်းဒီနေ့အာနာတိတ်တာကိုအစိုးတရင်ဒီနေ့ဒီပြဿနာအားလုံးကဖြေရှင်းသွားပါလေဟုတ်ကဲ့ဆရာအခုဆရာပြောလိုက်တဲ့ဥစ္စာကိုသဘောပေါက်မိတာကဟုတ်လားသူတို့ဘက်ကထွက်ပေါက်တစ်ခုကအများဆုံးပြည်သူလူထုရှိကိုအာဏာပြန်ပြီးတော့လွှဲပေးလိုက်ပါဒါသူတို့ရဲ့ထွက်ပေါက်အဲ့တော့အားလုံးဒီဘက်ကပြည်သူတွေနဲ့ဒီ NUG အစိုးရအတွက်ထွက်ပေါက်ကဘာဖြစ်မလဲຫນွေဥတော်လှန်ရေးပဲဖြစ်မလားဆရာအဲ့ဒါကိုဒီကုန်းချုပ်အနေနဲ့ပြောပေးပါရှင်ຫນွေဥတော်လှန်ရေးကမအောင်မြင်ဘူးဆိုရင်မြန်မာနိုင်ငံအနာဂတ်မရှိတော့ဘူးဒါအားလုံးနားလည်ဖို့လို့ဒီအာနာတိတ်ချစ်ကိုအစိုးမတတ်ဘူးဆိုရင်စစ်အစိုးရပေါ့နော်စစ်အာနာစီပေါ့အာနာစီကိုအစိုးမတတ်ဘူးဆိုရင်ဒီတစ်ခါမှာကျွန်တော်မြန်မာပြည်သူလူထုတွေအားလုံးအတွက်အနာဂတ်မရှိတယ်လို့ကျွန်တော်ကလေးအတွက်လည်းအနာဂတ်မရှိတော့မြန်မာနိုင်ငံမှာကျွန်တော်မိသားစုမိဆက်အတွက်လည်းအနာဂတ်မရှိတော့ဘာလို့ဆိုတော့ကျွန်တော်ရည်ဆိုင်နေရတဲ့ယာတုကမြောက်နိုင်မဟုတ်ဘူးတစ်ဖက်ကပြောမယ်ဆိုရင်အာနာစီစနစ်ဖြစ်တယ်အဲ့ဒီအာနာစီစနစ်ရဲ့အဆွဲအလားကသူတို့ကောင်းတဲ့မှာဝီသွားလို့အဲ့လိုဖြစ်သွားတာဖြစ်ဒါပေမဲ့အခုကဘယ်နိုင်ငံမှကြည့်ပါတကဘာလုံးမှာအဲ့လိုအာနာစီစနစ်မှာရတည်တဲ့နိုင်ငံနော်ကိုရီးယားတွေကလွဲလို့မရှိတော့ဒါဆိုတော့အခုကကျွန်တော်မြန်မာပြည်သူလူထုအားလုံးဟာလည်းနားလည်ဖို့ကဒီຫນွေဥတော်လှန်ရေးဟာဘာဖြစ်လို့အလောက်ရေးကြည့်တယ်လဲဆိုရင်ຫນွေဥတော်လှန်ရေးမအောင်မြင်ဘူးဆိုရင်ခုနပြောသလိုကျွန်တော်တို့အတွက်မြန်မာနိုင်ငံပြည်သူလူထုအတွက်အနာဂတ်မရှိတော့ဘူးဖြစ်တော့ဒါကြောင့်မလို့ဒီဒေါ်လာကြီးကမအောင်မြင်လို့မဖြစ်ဘူးဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်ဟာလည်းနေတိုင်ညတိုင်အသက်ကိုစွန့်လွတ်ပြီးတော့ဒီအလုပ်ကိုလုပ်နေရတာဖြစ်တယ်တခါကလည်းမိကိုမေးရမှာကဒီဒါဆိုတော့ကျွန်တော်ကဘာလုပ်ရမလဲလက်ပိုက်ပြီးတော့ကြည်နေရမလားကျွန်တော်လူတွေတိတ်တာကိုကျွန်တော်မလုပ်ရအောင်ဒါမဖြစ်နိုင်ဆိုတော့လို့ရှာရှိတာလို့ဆိုတော့နိုင်ငံတကာဟာလည်းကျွန်တော်ကဖြတ်လေးဖြတ်ကိုလုပ်ပါလို့တိုက်တွန်းနေတယ်အခုကအဲ့ဒီဖြတ်လေးဖြတ်ကပါလဲဆိုနံပါတ်1စစ်ကောင်စီတွေလက်ထက်မှာနေတိုင်ညာတိုင်ရောက်နေတဲ့ပိုက်ဆံပေါ့နော်ဝင်ငွေကိုဖြတ်အောင်နိုင်ငံတကာကနေပြီးတော့စစ်ကောင်စီလက်ထက်မှာဝင်ငွေပေးနေတဲ့ဖြတ်အောင်နံပါတ်1ဒါနိုင်ငံတကာလုပ်နိုင်တဲ့ဥစ္စာနံပါတ်2စစ်ကောင်စီထက်မှာရောက်နေတဲ့ဘိုးကျဲလေကြီးလောက်စာစီတွေနော်ဘိုးကျဲလေကြီးလောက်စာစီတွေစစ်ကောင်စီလက်ထက်မှာရောက်နေတဲ့လက်နက်တွေအမြောက်တွေလူကိုအစုလိုက်အပြိုလိုက်တေးစင်နေတဲ့လက်နက်တွေကိုဖြတ်အောင်ဘယ်နိုင်ငံမှာစစ်ကောင်စီကိုလက်နက်မပေးနဲ့တော့တော်ပြီနံပါတ်3စစ်ကောင်စီကိုအတိမပြုတ်ချစ်ကိုလောက်ရမလုံးနဲ့နိုင်ငံတကာအနေနဲ့အာရှအနေနဲ့လည်းစစ်ကောင်စီကိုအတိမပြုတ်နဲ့ဒါအစားကျော်တို့ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့ NUG ကိုချင်းအတိမပြုတ်ပါ NUG ကိုအတိမပြုတ်ချစ်တယ်မြန်မာနိုင်ငံရဲ့အကြအတဲကိုဖြည့်ဆည်းရနီလာအကြီးမားဆုံးတစ်ခုဖြစ်နေဆိုတာပေါ့ကျွန်တော်ပြောနေတယ်နံပါတ်4အချက်ကတော့စစ်ကောင်စီကိုအကူအညီဖြစ်စေနိုင်မဲ့အရာဟုတမျှကိုဖြတ်ပါစစ်ကောင်စီကိုစစ်ကောင်စီကအကျိုးပေးနိုင်တဲ့ဥစ္စာပေါ့ဥပမာလူတချစ်စာနာထောက်ထိုင်းဖြစ်မယ်ဆိုရင်လည်းစစ်ကောင်စီမှတစစ်မလုပ်ပါနဲ့စစ်ကောင်စီကအဲ့ဒီပတ်စပ်ကိုခိုးအောင်မှာအောင်စီတောင်မှလူထုစီကိုခိုးတယ်ဆိုတဲ့လူကဘလုံးနဲ့မှဒီလူတချစ်စာနာထောက်ထိုင်းနိုင်ငံတကာကကျွန်တော်ပြောလို့ပေးတာเนาะဒါလဲကျွန်တော်ပြောလို့ပေးတာဒါနားလည်ဖို့လို့ပဲကျွန်တော်ကလည်းနိုင်ငံတကာနဲ့ချိတ်ဆက်နေတဲ့ဒါအများကြီးကျွန်တော်နိုင်ငံတကာကူညီချင်တယ်ဒါပေမဲ့ဒီအကူအညီဒီအလုပ်ကိုစစ်ကောင်စီလက်ထက်ကိုမရောက်စေရဘူးသူတို့မှတစစ်မဖြစ်ရဘူးဒါကနံပါတ်4ချက်ပေါ့နော်ဒါကိုလို့ဖြတ်ရမယ်စစ်ကောင်စီလက်ထက်ကိုရောက်မဲ့
ako hụ tầm nhạc của cho nó phá sau đó ấy đi phá lấy phá của lấy cho nàng ngã của biểu này đấy hobby nàng ngã cái này biểu đó ấy đi phá lấy phá của lấy lâu mẹ số ye đi phá cái nàng ngã gì lo biểu đấy khám ta sĩ cao sĩ tuổi tụi nó mà vui vui sĩ bút số ye tụi nó sĩ ta đi tao mà tụi nó पैसा biểu lo yam mà không lá sa biểu lo lấy mà không số đó tụi nó ta đi alo này bắt đầu biểu đó nàng ngã cái lo yam mẹ पैसा đấy cho nó lấy lo yam mẹ पैसा đấy ao chế mà ta đi alo của phụ bảo lại chế à phía ana tei chin kala ko sila ka myalo a chi bi naw tha sila ko ma twa chin no tege da so e naw tha sila ko di lo ma phit aw chon dok ka da ni ko shi de soda ko nainga taka ko pyo ne so do ta phet ka pyo me sik kaw sik ka da ri a du a di covid 19 ka ko sik ko le do ba ma ma long nai bu lu ta chi sa na thau thai ko le ba ma ma long nai bu nainga yi ma le ba ma do ma long nai bu so do da do ba long nai deမြန်မာပြည်သူလူထုကိုနေတိုင်းများတိုက်တပ်ပြီးတော့ဖြတ်ပြီးတော့ရဲစက်ချာကျူးချစ်ကိုနေတိုင်းများတိုင်းမြန်မာပြည်သူလူထုပေါ်မှာလုံးနေတာကလွှဲလို့မိအောင်လှိုင်ကဘာလုံးနိုင်တယ်လဲစီကောက်စီကဘာလုံးနိုင်တယ်လဲမရှိတော့ဘူးသူတို့အာနာလွှဲဖို့တခုပဲလုံးနိုင်တယ်လုံးနိုင်တဲ့လူတွေစီကိုအာနာချက်ချင်းလွှဲပါပြည်သူလူထုစီကိုအာနာချက်ချင်းလွှဲပါဒီနေ့မိအောင်လှိုင်ကအာနာကျွန်တော်စီကိုလွှဲတယ်ဆိုဒီနေ့ဒီပြဿနာကိုကျွန်တော်ဖြေရှင်းလို့ရတယ်ဒီနိုင်ငံအကြအတက်ပြဿနာအခုလို့ကိုဖြေရှင်းလို့ရတယ် COVID-19 အကြအတက်ပြဿနာကိုလည်းကျွန်တော်ဖြေရှင်းလို့ရတယ်လူတာချိစာနာထောက်ထိုက်အကြအတက်ပြဿနာကိုလည်းဖြေရှင်းလို့ရတယ်နိုင်ငံရေးပြဿနာကိုလည်းနိုင်ငံရေးလမ်းကြောင်းမှာဖြေရှင်းလို့ရတယ်ဆိုရင်မိအောင်လှိုင်နဲ့စစ်ကောင်စီကသူတို့ကဒီနေ့ကျွန်တော်တို့ကအာဏာလွှတ်တယ်ဆိုရင်ပြည်သူတို့ကအာဏာလွှတ်တယ်ဆိုရင်ဒီပြဿနာကဒီနေ့ကျွန်တော်ဖြေရှင်းလို့ရတဲ့ပြဿနာမျိုးကြီးဖြစ်တယ်ဆိုတော့ကျွန်တော်ဒါကိုလည်းနိုင်ငံတကာကိုပြောနေတာဖြစ်တယ်ဒါကနိုင်ငံတကာကလည်းသူတို့မိအောင်လှိုင်ကိုဒီလိုမလုံးမချင်းနိုင်ငံတကာကိုလည်းအဲ့ဒီဖြတ်လေးဖြတ်ပေါ်အခြေခံပြီးတော့သူတို့အပေါ်မှာလုံးဝဝင်ငွေမရှိတဲ့အထိကျွန်တော်လှုပ်ဆောင်သွားမှာဖြစ်တယ်သူတို့တာမကဘူးเนาะသူတို့ကိုဂူငီပပူပေးနေတဲ့မြန်မာနိုင်ငံမှာခရိုနီဟူတမျှကိုလည်းကျွန်တော်လိုက်မှာဖြစ်တယ်သူတို့တာမကဘူးသူတို့မိသားစုတွေကိုလည်းကျွန်တော်အနေနဲ့ဒါခပေးစုမှုစီတဲ့မှာ blacklisted မဖြစ်မချင်းသူတို့ဆက်လက်တိုက်ပွဲဝေသွားမှာဖြစ်တယ်ဆိုတော့ဒါဂျာလေလေသူတို့အတွက်လည်းမကောင်းလေလေပြည်သူလူထုအတွက်လည်းမကောင်းလေဖြစ်တယ်ဆိုတော့သူတို့ကဘာတစ်ခုမှလည်းလုပ်လို့မရတော့ဘူးလူတက်နေတာကလွတ်လို့ဘာတစ်ခုမှ COVID-19 နဲ့ပတ်သက်ရည်လဲသူတို့ကဘာမှလုပ်လို့မရဘူးဒီစာနာရိတ်ခါနဲ့ပတ်သက်ဘာမှလုပ်လို့မရဘူးနိုင်ငံရေးနဲ့ပတ်သက်မှတည်သွားပြီမရှိတော့တကယ်ဒါဆိုတော့ဘတူမှမြန်မာနိုင်ငံမှာစီအာနာစီကိုမချိုက်ဘူးဆိုတာကတော့လူထုတိုက်ကတက်တက်ပြမြန်မာနိုင်ငံရဲ့နိုင်ငံရေးစနစ်ဒီFederal Democracy စနစ်ဖြစ်ရမည်ဆိုတာလူတိုက်လက်ခါပဲသူတို့သွားနေတဲ့လာကြောက်ကစီအာနာစီစနစ်ဖြစ်တယ်သူတို့သွားနေတဲ့လာကြောက်က Federal Democracy စနစ်ဖြစ်တယ်ဆိုတော့ဒါဟာတကယ်ဒါဆိုရင်နိုင်ငံရေးမှာဆိုသူတို့ကမရှိတော့တကယ်ဒါဆိုရင်အခုကတာရေးတမာကြီးပေါ့နော် diplomatic မှာဆိုရင်မရှိတော့ဘယ်နိုင်ငံမှာမှမိအောင်လိုက်ကိုလက်ခံတဲ့နိုင်ငံကျွန်တော်မသိဘူးနော်တာရေးတမာကြီးမှာသူတို့မရှိတော့အခုကသူတို့လက်ထက်မှာသူတို့ရုရှားတို့တရုတ်တို့ကဝယ်ထားတဲ့လက်နဲ့တာရှိနေလို့သူတို့ကအဲ့လိုရှိနေတာဖြစ်တယ်ဒါတွေမရှိတဲ့တနေ့ကျဘာမှသူတို့မှမရှိတော့ဆိုတော့ဒီလိုသူတို့အတွက်ကိုလည်းသူတို့ရဲ့နော်တားစီမျိုးဆက်တွေသူတို့ရဲ့ဟိုမိသားစုတွေအားလုံးအတွက်ကိုလည်းသူတို့ကတကယ်ပဲလူစိတ်ရှိတယ်ဆိုရင်တော့ချက်ချင်းအာနာကိုလွှတ်ပါဘာမှမလုပ်နိုင်တော့ဘူးဆိုအာနာကိုလွှတ်ပါထွက်သွားပါကျွန်တော်လုံနိုင်တဲ့လူတွေအများကြီးရှိတယ်ကျွန်တော်လုံနိုင်တယ်ဒါအလုပ်ကိုလည်းဒီနေ့အာနာတိတ်တာကိုအစိုးတိုက်ရင်ဒီနေ့ဒီပြဿနာအလုပ်ကဖြေရှင်းသွားပါလေဟုတ်ကဲ့ဆရာအခုဆရာပြောလိုက်တဲ့ဥစ္စာကိုသဘောပေါက်မိတာကဟုတ်လားသူတို့ဘက်ကထွက်ပေါက်တစ်ခုကအများဆုံးပြည်သူလူထုရှိကိုအာဏာပြန်ပြီးတော့လွှဲပေးလိုက်ပါဒါသူတို့ရဲ့ထွက်ပေါက်အဲ့တော့အားလုံးဒီဘက်ကပြည်သူတွေနဲ့ဒီ NUG အစိုးရအတွက်ထွက်ပေါက်ကဘာဖြစ်မလဲຫນွေဥတော်လှန်ရေးပဲဖြစ်မလားဆရာအဲ့ဒါကိုဒီကုန်းချုပ်အနေနဲ့ပြောပေးပါရှင်ຫນွေဥတော်လှန်ရေးကမအောင်မီဘူးဆိုရင်မြန်မာနိုင်ငံအနာဂတ်မရှိတော့ဘူးဒါအားလုံးနားလည်ဖို့လို့ဒီအာနာတိတ်ချစ်ကိုအစိုးမတတ်ဘူးဆိုရင်စစ်အစိုးရပေါ့နော်စစ်အာနာစီပေါ့အာနာစီကိုအစိုးမတတ်ဘူးဆိုရင်ဒီတစ်ခါမှာကျွန်တော်မြန်မာပြည်သူလူထုဒီအားလုံးအတွက်အနာဂတ်မရှိတယ်လို့ကျွန်တော်ကလေးအတွက်လည်းအနာဂတ်မရှိတော့မြန်မာနိုင်ငံမှာကျွန်တော်မိသားစုမိဆက်အတွက်လည်းအနာဂတ်မရှိတော့ဖ
ဘာလို့ဆိုတော့ကျွန်တော်ရည်ဆိုင်နေရတဲ့ယာတုကမြောက်နိုင်မဟုတ်ဘူးတစ်ဖက်ကပြောမယ်ဆိုရင်အာနာစီစနစ်ဖြစ်တယ်အဲ့ဒီအာနာစီစနစ်ရဲ့အဆွဲအလားကသူတို့ကောင်းတဲ့မှာဝီသွားလို့အဲ့လိုဖြစ်သွားတာဖြစ်ဒါပေမဲ့အခုကဘယ်နိုင်ငံမှကြည့်ပါတကဘာလုံးမှာအဲ့လိုအာနာစီစနစ်မှာရတည်တဲ့နိုင်ငံနော်ကိုရီးယားတွေကလွဲလို့မရှိတော့ဒါဆိုတော့အခုကကျွန်တော်မြန်မာပြည်သူလူထုအားလို့ဟာလဲနားလည်ဖို့ကဒီຫນွေဥတော်လှာရေးဟာဘာဖြစ်လို့အလောက်ရေးကြည့်တယ်လဲဆိုရင်ຫນွေဥတော်လှာရေးမအောင်မြင်ဘူးဆိုရင်ခုနပြောသလိုကျွန်တော်တို့အတွက်မြန်မာနိုင်ငံပြည်သူလူထုအတွက်အနာဂတ်မရှိတော့ဘူးဖြစ်တော့ဒါကြောင့်မလို့ဒီတော်လှာရေးကမအောင်မြင်လို့မဖြစ်ဘူးဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်ဟာလဲနေတိုင်ညတိုင်အသက်ကိုစွန့်လွတ်ပြီးတော့ဒီအလုပ်ကိုလုပ်နေရတာဖြစ်တယ်တခါကလည်းမိကိုမရမှာကဒီဒါဆိုတော့ကျွန်တော်ကဘာလုပ်ရမလဲလက်ပိုက်ပြီးတော့ကြည်နေရမလားကျွန်တော်လူတွေတိတ်တာကိုကျွန်တော်မလုပ်ရဒါမဖြစ်နိုင်ဆိုတော့လို့ရှာရှိတာလို့ဆိုတော့နိုင်ငံတကာဟာလည်းကျွန်တော်ကဖြတ်လေးဖြတ်ကိုလှုပ်ပါလို့တိုက်တွန်းနေတယ်အခုကအဲ့ဒီဖြတ်လေးဖြတ်ကပါလဲဆိုနံပါတ်1စစ်ကောင်စီတွေလက်ထက်မှာနေတိုင်ညာတိုင်ရောက်နေတဲ့ပိုက်ဆံပေါ့နော်ဝင်ငွေကိုဖြတ်အောင်နိုင်ငံတကာကနေပြီးတော့စစ်ကောင်စီလက်ထက်မှာဝင်ငွေပေးနေတဲ့ဖြတ်ရမယ်နံပါတ်1ဒါနိုင်ငံတကာလုပ်နိုင်တဲ့ဥစ္စာနံပါတ်2စစ်ကောင်စီထက်မှာရောက်နေတဲ့ဘိုးကျဲလေကြီးလောက်ဆာစီတွေနော်ဘိုးကျဲလေကြီးလောက်ဆာစီတွေစစ်ကောင်စီလက်ထက်မှာရောက်နေတဲ့လက်နက်တွေအမြောက်တွေလူကိုအစုလိုက်အပြိုလိုက်တေးစင်နေတဲ့လက်နက်တွေကိုဖြတ်ရမယ်ဘယ်နိုင်ငံမှာစစ်ကောင်စီကိုလက်နက်မပေးနဲ့တော့တော်ပြီနံပါတ်3စစ်ကောင်စီကိုအတိမပြုတ်ချစ်ကိုလှုပ်ရမလို့နဲ့နိုင်ငံတကာအနေနဲ့အာရှအနေနဲ့လည်းစစ်ကောင်စီကိုအတိမပြုတ်နဲ့ဒါအစားကျော်တို့ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့ NUG ကိုချင်းအတိမပြုတ်ပါ NUG ကိုအတိမပြုတ်ချစ်တယ်မြန်မာနိုင်ငံရဲ့အကြအတဲကိုဖြည့်ဆည်းရနီလာအကြီးမားဆုံးတစ်ခုဖြစ်နေဆိုတာပေါ့ကျွန်တော်ပြောနေတယ်နံပါတ်4အချက်ကတော့စစ်ကောင်စီကိုအကူအညီဖြစ်စေနိုင်မဲ့အရာဟုတမျှကိုဖြတ်ပါစစ်ကောင်စီကိုစစ်ကောင်စီကအကျိုးပေးနိုင်တဲ့ဥစ္စာပေါ့ဥပမာလူတချိစာနာထောက်ထိုင်းဖြစ်မယ်ဆိုရင်လည်းစစ်ကောင်စီမှတစ်စိမလုပ်ပါနဲ့စစ်ကောင်စီကအဲ့ဒီပတ်စကိုခိုးအောင်မှာအောင်စီတောင်မှလူထုစီကိုခိုးတယ်ဆိုတဲ့လူကဘလုံးနဲ့မှဒီလူတချိစာနာထောက်ထိုင်းနိုင်ငံတကာကကျွန်တော်ပြောလို့ပေးတာเนาะဒါလဲကျွန်တော်ပြောလို့ပေးတာဒါနားလည်ဖို့လို့ပဲကျွန်တော်ကလည်းနိုင်ငံတကာနဲ့ချိတ်ဆက်နေတဲ့ဒါအများကြီးကျွန်တော်နိုင်ငံတကာကူညီချင်တယ်ဒါပေမဲ့ဒီအကူအညီဒီအလုပ်ကိုစစ်ကောင်စီလက်ထက်ကိုမရောက်စေရဘူးသူတို့မှတစ်စစ်မဖြစ်ရဘူးဒါကနံပါတ်၄ချက်ပေါ့နော်ဒါကိုလို့ဖြတ်ရမယ်စစ်ကောင်စီလက်ထက်ကိုရောက်မဲ့အကူဟိုတမျှကိုကျွန်တော်ဖြတ်ရမယ်ဆိုတော့အဲ့ဒီဖြတ်လေးဖြတ်ကိုလည်းကျွန်တော်နိုင်ငံတကာကိုပြောနေတယ်ဟုတ်ပြီနိုင်ငံတကာကနေပြီးတော့အဲ့ဒီဖြတ်လေးဖြတ်ကိုလည်းလုပ်မယ်ဆိုရင်ဒီဘက်ကနိုင်ငံရေးလို့ပြောတဲ့အခါမှာဒါစစ်ကောင်စီအတွက်သူတို့မှဝင်ဝင်မရှိဘူးဆိုရင်သူတို့စစ်သားတွေတောင်မှသူတို့ပိုက်ဆံပေးလို့ရမှာမဟုတ်ဘူးလာစာပေးလို့လည်းရမှာမဟုတ်ဆိုတော့သူတို့ကဒါတွေအားလုံးနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာကလုပ်ရမယ့်အပိုက်ရှိတယ်ကျိုးတို့လည်းလုပ်ရမယ့်အပိုက်ရှိတဲ့အောက်ခြေမှာဒါတွေအားလုံးကိုပူပေါင်းလိုက်ခြင်းအဖြစ်